ရှေးဟောင်းအီဂျစ်သမိုင်းမှာအကျော်ကြားဆုံးချိန်သားတစ်ခုနဲ့ဆက်ဆက်နေတဲ့ဘုရင်တစ်ပါးရှိခဲ့တယ်ဆိုတာခင်ဗျားတို့သိကြလားသူဟာအီဂျစ်နိုင်ငံရဲ့အကြီးမားဆုံးဘာသာရေးပြောင်းလဲမှုကြီးတစ်ခုရဲ့အလယ်မှာမွေးဖွားလာခဲ့တယ်။သူအသက်9နှစ်အရွယ်ကဘုရင်ဖြစ်ခဲ့ပြီးအီဂျစ်နိုင်ငံရဲ့အကြီးမားဆုံးအာဏာကိုရခဲ့တယ်ဗျ။သူအသက်20မပြည့်ခင်မှာပဲလူလောကကြီးကနေထွက်ခွာသွားခဲ့ရပါတယ်။သူတည်ဆုံးပြီးနှစ်ပေါင်း3000ကျော်ကြာပြီးမှသူ့ရဲ့ကုသင်းချိုင်းကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်ဗျ။ဒီတွေ့ရှိမှုကပဲသူ့ကိုကမ္ဘာအကျော်ကြားဆုံးဖာရိုတစ်ပါးဖြစ်လာစေခဲ့တာပါ။သူကဘာလို့လဲဆိုရင်ကမ္ဘာအကျော်ကြားဆုံးရွှေသားအဆင့်မျက်နှာပုံရဲ့ပန်ရှင်ဖြစ်တဲ့တိုတက်ခမ်းမုံခေါ်ခလီဖာရိုတစ်ပါးပဲဖြစ်ပါတယ်။သူ့ဘဝရဲ့နောက်ဆုံးနေဝင်ချိန်တွေမှာဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုအခုဗီဒီယိုမှာပြောပြသွားမှာဖြစ်ပါတယ်။ခရစ်မပေါ်မီ BC 1353ခုနှစ်အီဂျစ်နိုင်ငံမှာအာခိနာတန်လို့ခေါ်တဲ့ဘုရင်တစ်ပါးအုပ်ချုပ်နေပါတယ်။သူ့နာမည်ကိုနောက်တစ်ခုအနေနဲ့အာမဟော့တက်4လို့လည်းလူသိများပါတယ်။သူဟာအီဂျစ်သမိုင်းရဲ့18ဆက်မြောက်မင်းဆက်တွေထဲမှာအထူးခြားဆုံးနဲ့အငင်းပွားဖွယ်ရာအကောင်းဆုံးဖာရိုတစ်ပါးဖြစ်ပါတယ်။သူအုပ်စိုးနေချိန်အတွင်းမှာအီဂျစ်နိုင်ငံရဲ့နှစ်ပေါင်းထောင်ချီအောင်ကိုးကွယ်လာခဲ့တဲ့ Osiris, Isis နဲ့ Horus နတ်ဘုရားတွေအပြင်အခြားနတ်ဘုရားတွေပေါ်ကိုးကွယ်ယုံကြည်မှုစနစ်ကိုအတင်းကျပ်ဖျက်ဆီးခဲ့ပါတယ်။အတန်လို့ခေါ်တဲ့နတ်ဘုရားတစ်ပါးတည်းကိုသာဗဟိုပြုကိုးကွယ်တဲ့စနစ်ကိုပြောင်းလဲခဲ့ပါတယ်။ဒီကိစ္စကြီးကတမိုင်းမှာမိုနိုဒက်ဆင်လို့ခေါ်တဲ့တဆူရဲသောဘုရားကိုကိုးကွယ်ခဲ့တဲ့ပထမအဆုံးစနစ်လို့ဆိုနိုင်ပါတယ်။သူကဒီနတ်ဘုရားပေါ်ဘလောက်တောင်ယုံကြည်မှုမြင့်မားလဲဆိုရင်သူ့ရဲ့မိုလာနာမည်အာမဟိုတက်4ကိုအာခိတာတန်လို့ပြောင်းလဲခဲ့တဲ့အထိပါပဲ။အာမဟိုတက်ရဲ့အဓိပ္ပာယ်ကအင်မွန်နတ်ဘုရားရဲ့ကျင့်တဲ့နှစ်သက်သူအဓိပ္ပာယ်ရပြီးအာခိနာတန်ရဲ့အဓိပ္ပာယ်ကတော့အတန်နတ်ဘုရားအတွက်အကျိုးဆောင်သူလို့အဓိပ္ပာယ်ရပါတယ်။ရှေးအီဂျစ်တွင်မှာအာမွန်နတ်ဘုရားကျောင်းမှာရှိတဲ့ဘုန်းတော်ကြီးများရဲ့ဩဇာလွှမ်းမိုးမှုကအလွန်ကြီးမားပါတယ်။အာခိနာတန်ဟာဒီဘုန်းတော်ကြီးတွေရဲ့ဩဇာလွှမ်းမိုးမှုကိုရှောင်ရှားဖို့အတွက်မြို့တော်ဒဘတ်ကနေဒီနေ့ခေတ်အခေါ်အမွန်နတ်ဒေတာကိုမြို့သစ်ရွှေ့ပြောင်းခဲ့ပါတယ်။သူရွှေ့ပြောင်းခဲ့တဲ့မြို့ကိုအာခိတာတန်ဆိုတဲ့အမည်သစ်ပေးခဲ့ပါတယ်။အဓိပ္ပာယ်ကတော့အတန်နတ်ဘုရားရဲ့မိုးကုတ်ဆက်ဝိုင်းလို့အဓိပ္ပာယ်ရပါတယ်။ဒီပြည့်နာမည်ပေးရအတော်ကြိုက်တယ်ပဲဗျ။သူ့ရဲ့မျိုးနာမည်အာမဟုတ်တက်ကိုအာခိနာတန်လို့ပြောင်းတယ်။သူတည်ထောင်ခဲ့တဲ့မြို့ကိုအာခိတာတန်လို့နာမည်ပေးခဲ့တယ်။ဒါ့အပြင်အားမရသေးဘူး။သူ့သားနာမည်ကိုပါတိုတက်ခမ်းအတန်လို့ပေးခဲ့တယ်ဗျာ။သူ့လက်ထက်မှာအီဂျစ်နိုင်ငံရဲ့အမှုပညာလက်ရာတွေကတိတိတတ်ပြောင်းလဲလာခဲ့ပါတယ်။အရင်ကဘုရင်တွေရဲ့ပုံစံကိုထွန်းထူးတဲ့အခါတင်းမှခတ်တံပြီးပြည့်ပြည့်စုံတဲ့ပုံစံမျိုးထွန်းထူးလေးရှိပါတယ်။အာခိနာတန်လက်ထက်မှာတော့ခန္ဓာကိုယ်ရှည်လျားခြင်းဗတ်ရွှဲခြင်းမျက်နှာသွယ်လျားခြင်းစတဲ့ထူးထူးခြားခြားပုံစံမျိုးတွေနဲ့ထူးဆစ်ခဲ့ကြပါတယ်။အခုခင်ဗျားတို့မြင်နေရတဲ့ပုံမှာနာဖာတေးတီမိဖုရားနဲ့သူ့ရဲ့သမီးတော်တွေဟာအတန်နတ်ဘုရားရဲ့ကောင်းကြီးကိုခံယူနေတဲ့နူးညံ့သောမိသားစုဘဝတရုပ်ဖော်မှုကိုတွေ့နိုင်ပါတယ်။ဒီလိုမျိုးဘုရင်တစ်ပါးရဲ့တာမန်မိသားစုဘဝကိုပုံဖော်ထားခြင်းတွေဟာရှေးဟောင်းအီဂျစ်သမိုင်းမှာအတော်ရှားပါးလွန်းတဲ့လက်ရာတွေပါ။ဒီလောက်ဆိုဖာရိုအာခိနာတန်ရဲ့အီဂျစ်နိုင်ငံပေါ်မှာပြောင်းလဲခဲ့တဲ့ဘာသာရေးနဲ့ယဉ်ကျေးမှုအကြောင်းတွေကိုတည်သွားလောက်မှထင်ပါတယ်။အာခိနာတန်တည်ဆုံးသွားတဲ့အခါဘာတွေဆက်ဖြစ်မလဲဆိုတော့ကြည့်လိုက်ရအောင်။အာခိနာတန်တည်ဆုံးသွားတဲ့အခါသူတိဆောက်ခဲ့တဲ့ကဘာတစ်ကြီးကစတင်ပြိုလဲသားပြုတ်နေပါပြီ။သူ့ရဲ့သားဖြစ်တဲ့တိုတက်ခမ်းအတန်ကနမ်းမွေဆက်ခံခဲ့ပါတယ်။နမ်းမွေဆက်ခံသူကအသက်9နှစ်အရွယ်သာရှိပါသေးတယ်။ဒီကလေးကငငယ်ရွယ်နဲ့အီဂျစ်တီနန်းကိုရောက်နေခဲ့တာဗျ။နောက်ပိုင်းမှာသူ့ကိုကလေးဖာရိုလို့လူသိများပါတယ်။သူတီနန်းဘော်ကိုရောက်လာပြီးတိတ်မကြခင်မှာပဲနာမည်ကိုအရင်ပြောင်းခဲ့ရပါတယ်။သူ့ဖေပေးခဲ့တဲ့နာမည်တိုတက်ခမ်းအတန်ကနေတိုတက်ခမ်းမုံလို့ပြောင်းလဲခဲ့ပါတယ်။အဓိပ္ပာယ်ကတော့အင်မွန်နတ်ဘုရားရဲ့အသက်ရှင်နေတဲ့ပုံရိပ်လို့အဓိပ္ပာယ်ရပါတယ်။သူတီနန်းတက်လာချိန်မှာအီဂျစ်နိုင်ငံရဲ့အကြီးဆုံးအာဏာကိုရထားတာပါ။ဒီကလေးတယောက်ကအင်မာယာကြီးတစ်ခုလုံးတကယ်ပဲအုပ်ချုပ်နိုင်မှာမလားဆိုတာစဉ်းစားကြရပါ။တမိုင်းပေးအဖြစ်မှာတော့ဒီကလေးကအမှန်တကယ်ပဲမအုပ်ချုပ်နိုင်ခဲ့ပါဘူးဗျ။တိုတက်ခမ်းမုံရဲ့နောက်ကွယ်မှာကြိုးကိုင်နေတဲ့အာဏာရှိအကြံပေးတွေရှိနေခဲ့တာပါ။သူ့လက်ထက်မှာရောသူ့အဖေလက်ထက်မှာပါနောက်ွယ်ကနေကြိုးကိုင်အကြံပေးနေတဲ့အမတ်ကြီးဗဲဇေယအိုင်းနဲ့သူ့ရဲ့စစ်သူကြီးဟော်ရဟတ်တို့လည်းကြိုးကန်ချက်လည်မှုတွေမှာပါဝင်ခဲ့ပါတယ်။ဒီပြင်လေးကသူ့နောက်ွယ်အာဏာရှိသူတွေရဲ့အကူအညီနဲ့သူ့ဖေလက်ထက်မှာလုပ်ခဲ့တဲ့ဘာသာရေးပြောင်းလဲမှုကြီးကိုပြန်လည်ပြင်ဆင်နိုင်ခဲ့တယ်ဗျ။အရင်ကအီဂျစ်လူမျိုးတွေကိုးဝယ်ခဲ့တဲ့ဘာသာရေးစနစ်ကြီးကိုလည်းပြန်လည်အသက်သွင်းပေးနိုင်ခဲ့တဲ့အပြင်အရင်ကဘုန်းတော်ကြီးတွေဩဇာကြီးမားခဲ့တဲ့မြို့တော်ဒဘတ်ကိုလည်းအရေးပါတဲ့မြို့ကြီးအဖြစ်ပြန်လည်အသက်သွင်းပေးခဲ့ပါတယ်။ဒါကြောင့်ဘာသာရေးကောင်းဆောင်တွေရောပြည်သူတွေကပါသူ့ကိုနှစ်သက်ခဲ့ကြပါတယ်။တိုင်းပြည်လည်းပြန်လည်တည်ငြိမ်လာခဲ့ပါတယ်။
တိုင်းပြည်တွင်တပုံထားမှုတချို့ကိုလည်းစစ်သူကြီးဟော်ရမ်ဟတ်ကအောင်မြင်စွာနိုင်ခဲ့ပါတယ်ဒီကိစ္စဟာအပြင်ဘက်ကကြည့်ရင်တော့ကောင်းပေမဲ့သူ့ရဲ့ကိုယ်ပိုင်ဘွားရကြည့်ရင်တော့တော်တော်လေးအဆင်မပြေခဲ့ရတာပါဘာလို့လဲဆိုတော့သူဟာကလေးရွယ်လေးနဲ့ဘင်းဖြစ်နေတာကြောင့်ရုပ်သေးရုပ်တရုပ်လိုသာနေခဲ့ရပြီးအာနာအစစ်မှန်ကအကြံပေးလက်ထဲမှာရှိနေခဲ့တာပါဒါပြင်ဒီပြင်လေးကကျမ်းမာရေးချို့တဲ့မှုတွေရှိနေနိုင်တယ်လို့ပညာရှင်တွေကယူဆကြပါတယ်တိုတကမ်းမွန်ဟာအီဂျစ်နိုင်ငံအပေါ်မှာကောင်းမွန်စွာပြောင်းလဲမှုတွေလုပ်ပေးနိုင်ခဲ့ပေမဲ့သူ့ရဲ့အုပ်ချုပ်မှုကကြာရှည်မခံခဲ့ပါဘူးသူ့ကိုပြည်သူအများစုက250လောက်အုပ်ချုပ်နိုင်မယ်လို့ယူဆကြပေမဲ့ဘရင်အဖြစ်နဲ့9နှစ်သာနေခဲ့ရပြီး BC 1323ခုနှစ်အသက်18နှစ်အရွယ်မှာပဲကွယ်လွန်ခဲ့ရပါတယ်ဒါဆိုသူဘာလို့တည်ခဲ့ရလဲသူ့ကိုတည်စေနိုင်တဲ့အကြောင်းအရာတွေအများပြားရှိနေခဲ့ပေမဲ့အဲ့ဒီအချိန်ကဆေးမှတ်တမ်းတွေကိုတော့တမိုင်းထဲမှာရောကြောက်စာတွေအရာပါမတွေ့ခဲ့ရပါဘူးလေးလာသူတွေရဲ့ပြောကြားချက်အရဆိုရင်တိုတခမ်းမွန်ရဲ့မမ်မီကို2005ခုနှစ်မှာ CT scan နည်းပညာနဲ့စစ်ဆေးတဲ့အခါသူ့ခြေထောက်မှာပြဿနာတွေရှိနေခဲ့တာကိုတွေ့ရပါတယ်အဓိကအပြင်သူကလမ်းလျှောက်ရမှာအကူအညီလိုအပ်နေနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုရင်သူ့ရဲ့အုပ်ကူကိုတူးဖော်မိတဲ့အခါအထဲမှာလမ်းလျှောက်တော့အမြောက်အမြားတွေ့ခဲ့ရပါတယ်ဘလောက်တောင်များလဲဆိုရင်လမ်းလျှောက်တော့စုစုပေါင်းအချောင်း130လောက်ရှိမယ်ဗျနောက်တဲ့စစ်ဆေးချက်တွေအရ2010ခုနှစ်မှာပြုလုပ်ခဲ့တဲ့ DNA စစ်ဆေးမှုတွေအရမှာသူ့ရဲ့တည်ဆုံးခဲ့ရတဲ့အကြောင်းအရာတချို့ကိုဖော်ထုတ်နိုင်ခဲ့ပါတယ် DNA စစ်ဆေးချက်တွေအရတိုတခမ်းမွန်ရဲ့ခန္ဓာကိုယ်ထဲမှာအဆိုးရွားဆုံးငှက်ဖျားရောဂါပိုးဟာအကျဉ်းချင်းကူးစက်နေကြကြောင်းတွေ့ရပါတယ် CT scan ဓာတ်မှန်တွေအရဆိုရင်သူမတည်ဆုံးမီအချိန်တိုလေးအတွင်းမှာသူ့ရဲ့ဘယ်ဘက်ပေါင်ရိုးကပြင်းထန်စွာကြိုးစားခဲ့တာကိုတွေ့ရပါတယ်ဒီတန်ရာမချက်သေးပဲပိုးဝင်သွားခဲ့ပါတယ်သူ့ရဲ့ဘယ်ဘက်ပေါင်ရိုးကျိုးသွားတဲ့တန်ရာဟာမြင်းလဲပေါ်ကပြုတ်ကျသွားတာမျိုးကြောင့်ဖြစ်နိုင်တယ်လို့လည်းခန့်မှန်းကြပါတယ် DNA စစ်ဆေးမှုတွေအရတိုတခမ်းမွန်ရဲ့မိဘနှစ်ပါးဟာမောင်နှမအရင်းတွေဖြစ်နေတာကိုတွေ့ရပါတယ်ဒါကြောင့်သူဟာမျိုးဗီဇဆိုင်ရာချိုးယွင်းမှုတွေရှိနေပါတယ်သူဟာမွေးရပါခြေခွင်တဲ့ယောဂနဲ့ရိုးဆွေးတဲ့ယောဂကိုခံစားနေရတဲ့အတွက်လမ်းလျှောက်ရင်တောင်ဝဲကိုအမြဲသုံးပြုနေရတာဗျမမ်မီရုပ်လောင်ရဲ့ဥကောင်းကိုအကွဲနေတာကိုကြည့်ပြီးလှုပ်ချန်ခံခဲ့ရတာလားလို့ထင်ရပေမဲ့ CT scan ရဲ့ရလဒ်တွေမှာတော့သူတည်ဆုံးပြီးနောက် mummification လုပ်တဲ့အချိန်မှာဖြစ်ခဲ့တာလို့ကောက်ချက်ချနိုင်ခဲ့ပါတယ်တိုတခမ်းမွန်ဟာမျိုးရိုးဗီဇအရကိုခန်းနေပါတဲ့ယောဂခံစားနေရတယ်ဆိုတဲ့အကြောင်းအရာတွေမှာတိတိကျကျမသိရသေးတဲ့ဖြစ်ရှင်းချက်တွေကြံနေပါသေးတယ်သူ့ရဲ့မိဘနှစ်ပါးဟာမောင်နှမအရင်ချတွေပါလို့ DNA စစ်ဆေးမှုတွေမှာတွေ့ရှိရတာပါတမိုင်းထောက်ထားတွေမှာတော့သူ့ရဲ့အဖေဖြစ်တဲ့ဖာရိုအာခီနာတန်ရဲ့မိဖုရားကနဖာတေဒီလို့သိရပါတယ်နဖာတေဒီကလည်းအာခီနာတန်နဲ့မောင်နှမဝင်ဝဲတော်ဆက်သူပါပြီးတော့နဖာတေဒီမိဖုရားမှာတမိကျော်6ပါးမွေးဖွားခဲ့ရလို့သိရတာပါဒါဆိုလို့ရှိရင်တိုတခမ်းမွန်ရဲ့အမေကဘယ်သူဖြစ်နေမလဲတိုတခမ်းမွန်ရဲ့အဖေကအာခီနာတန်ဆိုတာသိရတာလွယ်ကူပေမဲ့သူ့အမေကဘယ်သူဆိုတာကိုရှာဖွေရအလွန်ခက်ခဲခဲ့ပါတယ်1898ခုနှစ်မှာရှေးအောင်သူတေတီဗီတာလော်ရက်ဆိုသူဟာတရားငါလေဒီလိုအမည်ရတဲ့မမ်မီရုပ်လောင်တစ်ခုကို Value of the King နဲ့ကတင်းကျပ်ကူမတ် KB35 မှာအခြားရုပ်လောင်တွေနဲ့အတူရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီရုပ်လောင်ကိုတိုတခမ်းမွန်ရဲ့အမေဖြစ်ကြောင်းတွေ့ရှိစဉ်ကမသိခဲ့ရပေမဲ့2010ခုနှစ်မှာပြုလုပ်ခဲ့တဲ့ DNA စစ်ဆေးမှုကနေတဆင့်အတိအကျသိခဲ့ရပါတယ်။ DNA ရဲ့အဖြေထဲမှာတော့တရားငါလေဒီလိုအမည်ပေးခံရတဲ့မမ်မီရုပ်လောင်ဟာဖာရိုအာမန်ဟိုတက်3နဲ့သူ့ရဲ့မိဖုရားကြီး3တို့ရဲ့သမီးရင်ဖြစ်ကြောင်းအာခီနာတန်ရဲ့ညီမရင်ဖြစ်ကြောင်းဖော်ပြထားပါတယ်။ဒါကြောင့်သူမကိုရှေးကြီးခေတ်ကမှတ်တမ်းတင်ခံခဲ့ရတဲ့မင်းသမီးများဖြစ်တဲ့မင်းသမီးနေဗီတက်သို့မဟုတ်ဘီကီတာတန်ဖြစ်နိုင်တယ်လို့ပညာရှင်များခန့်မှန်းကြပါတယ်။တရားငါလေဒီဆိုသူဟာအာခီနာတန်ရဲ့နှမရင်ဖြစ်ပြီးနောက်မှဆက်ခံနိုင်တဲ့သားတော်တိုတခမ်းမုံကိုမွေးဖွားခဲ့ပေမဲ့နန်းတွင်မိဖုရားကောင်ကြီးနေရာမဟုတ်ခဲ့ပဲဒုတိယမိဖုရားနေရာဒါမှမဟုတ်ကိုလို့တော့အဆင့်လောက်ပဲဖြစ်နိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မိဖုရားကောင်းကြီးနေရာကိုနဖာတေရီယာပဲနေခဲ့ရပြီးအာခီနာတန်နဲ့အတူဩဇာကြီးမားစွာအုပ်ချုပ်ခဲ့တယ်လို့တမိုင်းအထောက်ထားတွေအရာဖော်ပြနေလို့ပါ။ဒီလောက်ဆိုရင်တိုတက်ခမ်းမွန်ဘာကြောင့်တည်ဆုံခဲ့ရတာလဲ။သူ့ဖေကဘလို့ဘရင်မျိုးလဲသူ့မေအရင်ကရောဘသူလဲဆိုတာတွေကိုသိသွားလောက်မယ်လို့ထင်မိပါတယ်။တိုတက်ခမ်းမွန်ရဲ့တည်ဆုံမှုဟာမထင်မှတ်ပဲဖြစ်ပေါ်လာခဲ့ရတဲ့အတွက်ကြောင့်သူ့ရဲ့ဂုဝိမှန်ခန္ဓာကြီးကျယ်မှုမရှိခဲ့ပါဘူး။ဘာကြောင့်လဲဆိုရင်ရှေးရစ်တွေမှာဖာရိုရဲ့နန်းထက်ကာစားအနေသူတို့မတည်ဆုံးခင်အချိန်ကာလတွေကြားမှာသူတို့တည်ဆုံးတဲ့အခါမြောက်နှံဖို့ဂုဘိမှန်တွေကိုတိစောက်ကြပါတယ်။ဖာရိုတပါးဟာအသက်ရှင်ရှည်သလိုသူတို့ရဲ့ဂုဘိမှန်တွေကလည်းခန္ဓာကြီးကျယ်လွန်းလာပါတယ်။နန်းသက်9နှစ်သာရှိသေးတဲ့လူငယ်လေးအတွက်တော့သူတို့ရဲ့နောက်ဆုံးနေဝင်ချိန်တွေဟာခန္ဓာကြီးကျယ်မှုမရှိခဲ့ပေမဲ့သူ့ရဲ့ဂုဘိမှန်ကတော့ဒီဘက်ခေတ်သမိုင်းသူတေတီအတွက်ပြည့်စုံလွန်းလာပါတယ်။တိုတကမ်းမို့တည်ဆုံးပြီးနောက်မှာသူ့ရဲ့နာမည်ဟာသမိုင်းမှာတဖြည်းဖြည်းမေ့လာခဲ့ရပါတယ်
သူ့ဖေအာကီနာတန်ရဲ့လောက်ရက်တွေကြောင့်လည်းအချို့သောနောက်ပိုင်းဖာရိုတွေကသူတို့ရဲ့မှတ်တမ်းတွေမှာတိုတခမ်မိုရဲ့နာမည်ကိုဖယ်ရှားခဲ့သည့်အထိဖြစ်လာခဲ့ပါတယ်ဒီလိုဖယ်ရှားခဲ့ပေမဲ့တိုတခမ်မိုရဲ့နာမည်ဟာနှစ်ပေါင်း3000ကျော်ကြာပြီးတဲ့နောက်မှာထူးဆန်းတဲ့နီလန်တစ်ခုနဲ့ကဘာကျော်ဖာရိုတစ်ပါးအဖြစ်ပြန်လည်အသက်ဝင်လာခဲ့ပါတယ်1900ပြည့်နှစ်တွေနောက်ပိုင်းမှာ Valley of the King နဲ့မှာအခြားဖာရိုတွေရဲ့ကုသင်းချိုင်းတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်တိုတခမ်မိုရဲ့တင်းချိုင်းကိုတော့ဘယ်သူမှမတွေ့ခဲ့ပါဘူးရှင်းနေမှလည်းမသိကြဘူးထင်ပါတယ်ဒါပေမဲ့1922ခုနှစ်မှာဟောဝါကာတာဆိုတဲ့တမိုင်းသူတွေတယောက်ဟာတိုတခမ်မိုရဲ့ကုသင်းချိုင်းကိုတွေ့ရှိခဲ့ပါတယ်ဟောဝါကာတာဟာဘလို့အခက်အခဲတွေများစွာနဲ့တိုတခမ်မိုရဲ့ကုသင်းချိုင်းကိုရှာဖွေတွေ့ရှိခဲ့တာလဲသူ့ရဲ့အုပ်ကူကိုဖွင့်လိုက်တဲ့အချိန်မှာဘာတွေဆက်ဖြစ်သွားခဲ့ရလဲဆိုတာတွေကိုနောက်ဗီဒီယိုမှာဆက်လက်ဖော်ပြသွားမှာဖြစ်ပါတယ်အခုဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်